ငြိမ်းချမ်းသောနီလန်နဲ့အနိုင်ရှုံးခွဲခြားနိုင်တဲ့နီလန်ရှိတယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒါကတော့နှစ်ဖက်စစ်တပ်ရဲ့အထူးကျွန်ဆုံးသောလေးတီတော်နှစ်ဦးကိုရှင်းပြိုင်စီမှာဖြစ်ပြီးတော့ပြစ်မှတ်ကိုထိမှန်သူကစစ်ပွဲကိုအနိုင်ရသူဖြစ်မယ်ဆိုရင်တာဂီဝင်တွေဘက်ကလက်ခံနိုင်မလားလို့မေးလိုက်ပါတယ်။ဒါမဲ့တာဂီဝင်မင်းတို့ကလက်မခံနိုင်ကြောင်းနဲ့ဒီစစ်ပွဲမှာတာဂီဝင်တွေဘက်ကနိုင်နေပြီးသားလို့ဆိုကြတာပါ။ဒါပေမဲ့တိတ်တထားကဒီကြံကိုလက်ခံတယ်လို့ဆိုလိုက်ပြီးတော့ပြစ်မှတ်ကိုတော့သူကိုယ်တိုင်ရွေးချယ်ခွင့်ကိုတောင်းလိုက်ပါတယ်။တိတ်တထားကတရဖူတွေဟာဘရင်တစ်ပါးရဲ့မြင့်မြတ်တဲ့အဆောင်အယောင်ဖြစ်တာကြောင့်စစ်ပွဲရဲ့ပြစ်မှတ်အဖြစ်တင်ဆုံးပဲလို့ဆိုခဲ့တာပါ။ဒါပေမဲ့လူကိုယ်တိုင်တရဖူကိုခေါင်းမှာဆောင်းတဲ့အသားနဲ့ပြစ်မှတ်ဖြစ်ရက်ကမိမိရဲ့အတော်ဆုံးလေးတီတော်ကိုပြစ်ခန်းရမှာကြောင့်အသက်နဲ့ရင်းရမှာဖြစ်ပါတယ်။ရာဂျစ်ကမင်းသားရွေးချယ်လိုက်တဲ့ပြစ်မှတ်ကိုသဘောတူပေးခဲ့ပေမဲ့တိတ်တထားကအရင်ဆုံးအပြစ်ခံရမယ်လို့ဆိုလိုက်ပါတယ်။တိတ်တထားကလက်ခံလိုက်ရမှာမင်းကြီးကဘာကြောင့်သားတော်ရဲ့အသက်နဲ့ရင်းမှာလဲလို့ဆိုလိုက်ရမှာမင်းသားကရဲမတ်တွေများစွာတေခဲ့ပြီဖြစ်တာကြောင့်နောက်ထပ်အသက်တစ်ခုထပ်ရင်းရလဲကိစ္စမရှိတော့ကြောင်းနဲ့သူ့အနေနဲ့အနိုင်ရခဲ့တော့စစ်တီများစွာတွေအသက်တွေကိုကဲတင်ရရောက်လိမ့်မယ်လို့ဆိုလိုက်ပါတော့တယ်။အဲနောက်ရာဂျီရဲ့တရဖူကိုစောင်းလိုက်ချိန်မှာမင်းကြီးကအတော်ဆုံးလေးတီတော်ဖြစ်ဘသူကိုရွေးချယ်မလဲလို့မေးလိုက်ပါတယ်။တိတ်တထားသူ့ရဲ့အသက်နဲ့လောင်းကြီးထပ်ထားတဲ့ဒီပွဲအတွက်လေးတီတော်ဖြစ်ရွေးလိုက်သူကတော့ဒေဝဒတ်ပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးကလေးပြည့်ဝါသနာကြီးတဲ့ဒေဝဒတ်ရဲ့လေးပြည့်စွမ်းရင်ကိုဘသူမှလိုက်မမီနိုင်ကြောင်းနဲ့နောင်တော့ကိုအကျွေးမဲ့ယုံကြည်ပါတယ်ဆိုပြီးတော့ပြောလိုက်တာပါ။သူစကားကြောင့်ဒေဝဒတ်ကမယုံနိုင်သလိုခက်ကြောင်ကြောင်နဲ့ပြန်ကြည့်နေမိပြီးတော့ဒရိုနာဒန်ကတော့တိတ်တထားကိုရှင်းပြဖို့အခွင့်အရေးရပြီဆိုပြီးတော့ခြေနဲ့နေပါတယ်။တိတ်တထားကွင်းမင်းနဲ့ကိုဝင်သွားချိန်မှာဒရိုနာဒန်ကဒါအထူးခွင့်ဖြစ်ကြောင်းနဲ့တရဖူကိုမပြစ်ဘဲတိတ်တထားရဲ့နှစ်ဖူးတဲ့တဲ့ကိုပစ်ချလိုက်ဖို့ကပ်ပြောလိုက်ပါတယ်။မင်းကြီးကတာဂီဝင်ရဲ့စွမ်းတတ်တီတွေနဲ့ဂုံတိတ်ခါတွေဟာဒေဝဒတ်ရဲ့လက်ထဲမှာဖြစ်ကြောင်းနဲ့သူရဲကောင်းဖြစ်ခံယူပြီးတော့တာဂီဝင်မင်းတွေအတွက်အောင်နိုင်ခြင်းကိုဆောင်ယူခဲ့ပါလို့ဆိုခဲ့ပါတယ်။အဲနောက်မှာတော့ဒေဝဒတ်လည်းလေးနဲ့များကိုကင်ဆွဲကကွင်းမင်းနဲ့ဝင်သွားပြီးတော့တိတ်တထားနဲ့မျက်နှာချင်းဆိုင်ရက်လိုက်ပါတယ်။ဒေဝဒတ်ကိုအကျွေးမဲ့ယုံကြည်ထားတဲ့တိတ်တထားရဲ့မျက်နှာကပြုံးရွှင်နေတော့သူ့ကိုသူတော်မယုံကြည်တဲ့ဒေဝဒတ်မျက်နှာပေါ်မှာတော့ထိတ်လန့်ခြင်းတွေဝေခွဲမရနိုင်ခြင်းတွေပြည့်နှက်နေခဲ့ပါတယ်။တိတ်တထားရဲ့မျက်နှာကိုကြည့်နေသူ့အာယုံထဲမှာငယ်စဉ်ကလေးကရှုံနေခဲ့ရပုံတွေကိုပြန်မြင်အောင်လိုက်မိပါတယ်။လေကိုင်းကိုဆွဲတင်နဲ့သူ့လေပင်ကိုဓာတ်ထောက်ခဲ့ပုံနေတဲ့ရတော်ရရာနဲ့ကြည်လူးနေပုံတွေတစ်ဖက်ဖြတ်ထင်ဟပ်လာခဲ့ပါတယ်။အာယုံတွေပျောက်သွားအောင်အတင်းစူးစမ်းခဲ့ပေမဲ့လည်းလက်ရည်ရှင်ပြိုင်ပွဲဒီမှာရှုံနေခဲ့ရပုံတွေထင်ရှားစွာပြန်ပေါ်လာခဲ့တာပါ။နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချကလေးကိုပစ်လွတ်လိုက်ရမှာတော့တိတ်တထားရဲ့ခေါင်းပေါ်ကတရဖူကိုထိမှန်ကလွှင့်စင်သွားခဲ့ပါတော့တယ်။ဒီဝဒတိတ်တထားပေါ်ကိုရေးကိုရာရမချင်တတ်ချက်များစွာရှိပေမဲ့တိုင်းရေးပြေးနဲ့မရောထွေးတင်ကြောင်းကောင်းကောင်းနားလည်ခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်တို့အတွက်မှသားစရာတစ်ခုကတော့ဖယားရဲ့အသက်ကိုအချိန်ချင်းလှုပ်ကြံတဲ့ဒေဝဒတ်လူတော်ကိုချိုးတို့တိုင်းပြည်ကိုရောင်းမစားခဲ့ဘူးဆိုတာပဲဖြစ်ပါတယ်။ပြမကိုထိမှန်သွားတာနဲ့မင်းကြီးရဲ့မျက်နှာပြုံးရွှင်သွားခဲ့ပြီးရဲမှန်များရဲ့အုပ်ကိုလိုက်ကြပါတယ်။အဲဒီနောက်မှာတော့